လီယိုနယ်မက်ဆီကသူ့ရဲ့ကစားသမားဘဝတက်တန်တစ်လျှောက်မှာကလပ်နဲ့နိုင်ငံအသင်းတို့ကစားခဲ့တဲ့ဘယ်ဖလားပြိုင်ပွဲမှမဆိုအောက်စုဆင့်ကနေလုံးဝမထွက်ခဲ့ရဘူးတဲ့ကမ္ဘာ့ဆိုင်နေကြီးကိုပိုင်ဆိုင်ထားတဲ့ဦးတရောဘောလုံးသမားဖြစ်ပါရဲ့ဒီမှတ်တမ်းကို OPTA ကပါတရားဝင်သိမှတ်ပြုထားပြီးတော့မက်ဆီကသူ့ရဲ့နှစ်ပေါင်း20ကျော်ကစားသမားဘဝတစ်လျှောက်မှာပြိုင်ပွဲပေါင်း33ကြိမ်မှာ33ကြိမ်စလုံးရာနှုန်းပြည့်နောက်တစ်ဆင့်ကိုအောင်မြင်တက်လှန်နိုင်ခဲ့တာဖြစ်ပါရဲ့သူဖြတ်ကျော်ခဲ့တဲ့ပြိုင်ပွဲကြီးတွေကိုတစ်ဆက်တည်းပြန်ကြည့်မယ်ဆိုရင်ပထမဆုံးအာဂျင်တီးနားအသင်းနဲ့အတူကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာအုပ်စုအဆင့်ကိုရာနှုန်းပြည့်ဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။သူဟာ2006 2010 2014 2018 2022နဲ့2026ကမ္ဘာ့ဖလားအထိကိုကမ္ဘာ့ဖလားပြိုင်ပွဲကြီး6ကြိမ်စလုံးမှာအုပ်စုအဆင့်ကိုအေးဆေးဖြတ်ကျော်ခဲ့တာဖြစ်ပါတယ်။ဒါတင်မကသေးပဲနဲ့တောင်အမေရိကရဲ့အမြင့်ဆုံးကိုပါအမေရိကဖလားပြိုင်ပွဲမှာလည်း2009 2011 2015 2016 2019 2021နဲ့2024ထိခုနှစ်ကြိမ်စလုံးကိုအုပ်စုတက်ခဲ့တယ်လို့လူငယ်ဘဝတုန်းကကစားခဲ့ရဲ့2005ခုနှစ်ယူနီဆက်ကမ္ဘာ့ဖလားနဲ့2008ခုနှစ်ပေကျင်းအိုလံပစ်ပြိုင်ပွဲတွေမှာလည်းအုပ်စုအဆင့်ကိုရာနှုန်းပြည့်ဖြတ်ကျော်ပြီးတော့ဖလားနဲ့ရွှေတံဆိပ်တွေကိုတိတ်ပိုက်ခဲ့တာဖြစ်ပါတယ်။ဥရောပကလပ်တင်အဆင့်မှာကြည့်ရင်လည်းကမ္ဘာ့ပြင်းထန်ဆုံးဥရောပချန်ပီယံလိပြိုင်ပွဲမှာဘာစီလိုနာ PSG အသင်းတို့နဲ့အတူ2004-2005ရာသီကနေပြီးတော့2020-2023ရာသီအထိစုစုပေါင်း19ရာသီပါဝင်ကစားခဲ့ပြီးတော့19ကြိမ်စလုံးမှာလည်းအုပ်စုဆင့်ကနေဘယ်တော့မှပြုံးမကျခဲ့ဘူးပဲ16တင်အဆင့်ကိုရာနှုန်းပြည့်တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။လီယိုနယ်မက်ဆီရဲ့ဒီစံချိန်ကအမေရိကန်ကလပ်အင်တာမိုင်မီကိုရောက်သွားတဲ့အချိန်ထိတောင်မှပြက်သွားခြင်းမရှိပါဘူး။အင်တာမိုင်မီဆိုတာမက်ဆီမြောက်ခင်ကအမေရိကန်မေဂျာလိရဲ့အောက်ခြေဇယားအောက်ဆုံးမှာရုန်းကန်နေရတဲ့အားအနည်းဆုံးအသင်းပါဒါပေမဲ့မက်ဆီရောက်လာပြီးတဲ့နောက်မှာအသင်းကိုလုံးဝပြောင်းလဲပစ်ခဲ့ပါတယ်2023ခုနှစ်လိဖလားပြိုင်ပွဲမှာမက်ဆီကအုပ်စုအဆင့်ကနေပြီးတော့ဘောလုံးပွဲအထိကို10ဂိုးသွင်းယူပေးပြီးတော့အောက်ခြေကအသင်းလေးကိုတမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်ဖြစ်လိဖလားချန်ပီယံဖြစ်အောင်အံ့ဩစရာဆွဲတင်ယူပေးခဲ့ပါတယ်။ဒါဒီမကသေးပဲနဲ့2024ခုနှစ်မှာစပိုတာရှိဖလား2025မှာမေဂျာလိကပ်ဖလားတွေကိုပါတခါလဲသိမ်းပိုက်ပေးခဲ့လို့အင်တာမိုင်မီကအမေရိကန်ရဲ့အကောင်းဆုံးတင်ဖြစ်လာခဲ့တာပါ။ဒီလိုပြည်တွင်းမှာဖလားတွေယူပေးခဲ့လို့ FIFA ကအင်ရှင်အမေရိကန်ကိုစားပြုအသင်းအဖြစ်2025ခုနှစ်ဇွန်လမှာကျင်းပခဲ့တဲ့ကမ္ဘာကလပ်ဖလားပြိုင်ပွဲကြီးစီအင်တာမိုင်မီကိုတရားဝင်ကစားခွင့်ပေးခဲ့ပါတယ်ဒီပြိုင်ပွဲရဲ့အုပ်စု A မှာအီဂျစ်က LRA ဘရာဇီးကပါမီယန်နဲ့ပေါ်တူဂီကပေါ်တိုလိုကမ္ဘာအဆင့်အသင်းကြီးတွေနဲ့တအုပ်စုတွေကြကြညံ့ကြခဲ့တာပါဒါပေမဲ့မက်ဆီရဲ့ဒိုးကြုံပြောင်မြောက်လာတဲ့ free kick တွင်ကိုတွေဥဆောင်မှုတွေကြောင့်ပေါ်တိုကို2-1နဲ့နိုင်ပါမီယန်နဲ့2-2တရေ LRA နဲ့ဂိုးမရှိတရေကစားပြီးအုပ်စုအဆင့်ကိုစုစုပေါင်း9မှတ်နဲ့ဒုတိယရကအုပ်စုတက်အောင်ထပ်မံဆွဲတင်ခဲ့ပြန်ပါတယ်ဒီလိုနဲ့အင်တာမိုင်မီလိုအသင်းမျိုးနဲ့ပါကမ္ဘာကလပ်ဖလားမှာအုပ်စုအဆင့်ကိုကျော်ဖြတ်ပြခဲ့လို့သူ့ရဲ့နှစ်ပေါင်း20ကျော်ကစားသမားဘဝတစ်လျှောက်ဘယ်တုန်းကမှအုပ်စုအဆင့်ကနေပြုံးမကျဘူးတဲ့33ကြိမ်စလုံးအုပ်စုတက်တဲ့ပြိုင်ဘက်ကင်ကမ္ဘာ့စံချိန်ကြီးကိုဆက်ပြီးမပြတ်စီအောင်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။တက်တို့ရောနောက်ထပ်ပဲကစားသမားကဒီလိုစံချိန်မျိုးကိုထပ်ပြီးတော့ဖော်ကျူးပလဲဆိုတာကိုကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်။